ပုံမြင်လေးတစ်ပုဒ်ပြောအောင်မယ်ဟုတ်လားပုံမြင်ဆိုဦးစင်းကအလွန်ကြိုက်တယ်ဟုတ်လားတခါကြီးဒီမိုင်းမလည်းကြိုက်မယ်ထင်ပါတယ်ပုံမြင်မကြိုက်တဲ့လူတော့တခါမှမတွေ့ဘူးသေးဘူးနော်တခါတော့ကမြင်းမြန်စားတောက်ဆိုင်ဆိုပြီးတော့စားတောက်ဆိုင်တစ်ဆိုင်လမ်းဘေးမှာဖွင့်ထားတာရှိတယ်တဲ့အဲ့ဒါလမ်းဘေးမှာလမ်းဘက်ထွက်ပြီးတော့မြင်းမြန်ရုပ်ကလေးတရုပ်လည်းထုထားတယ်လို့ဆိုတယ်အဲ့ဒါဒီနေ့တော့မြင်းမြန်ရုပ်လေးရဲ့ညာဘက်ကခရီးသည်တယောက်စားတောက်ဆိုင်ထဲဝင်လာတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲမြင်းမြန်ရုပ်လေးရဲ့ဘယ်ဘက်ကခရီးသည်တယောက်ကလည်းဝင်လာတယ်တစပွဲတဲ့အတူတူထိုင်ပြီးတော့စားကြစားရင်နဲ့စမိဆက်ရညာဘက်ကဝင်လာတဲ့လူကကိုလူရမြင်းမြန်ရုပ်ကလေးကလှလိုက်တာရွှေရောင်းကိုတောင့်နေတာပဲလို့ပြောတယ်တဲ့အဲ့တော့ဘယ်ဘက်ကဝင်လာတဲ့လူကဟာကိုလူတော့မျက်စိမှားခဲ့ပြီနဲ့တူလေမြင်းမြန်ရုပ်ကလေးကရွှေရောင်တောက်တာမဟုတ်ဘူးငွေရောင်တောက်နေတာမဟုတ်ပါဘူးတဲ့ငါမျက်စိနဲ့မြင်ခဲ့တာတဲ့ရွှေရောင်တောက်နေတာငါလည်းမျက်စိနဲ့မြင်တာပါပဲတဲ့ညညရောရွှေရောင်ငွေရောင်ဆိုပြီးတော့အဲ့ဒါညင်းခုံမှုကစားရင်တောက်ရင်နဲ့တပွဲတွေပါတွေထုတဲ့အဆင်ရောက်လာတယ်ဟုတ်လားအဲ့ဒီတော့မှစားတောက်ဆိုင်ပိုင်ရှင်ကမနေတာတော့ဘူးထွက်လာပြီးတော့ကိုလူတို့တဲ့တိတ်လေညင်းမနေကြနဲ့တဲ့ကျုပ်ကမြင်းမြန်ရုပ်ကိုတစ်ဖက်ကရွှေရောင်တုပ်ပြီးတော့တစ်ဖက်ကငွေရောင်တုပ်ထားတာတဲ့ဖြစ်ရတယ်နော်တကယ်ကြီးမိုင်းပြလောကကြီးမှာဒါမျိုးရှိတတ်တယ်နော်သူ့ဘက်ကကြည့်ရင်သူမှန်တယ်ကိုယ့်ဘက်ကကြည့်ရင်ကိုယ်မှန်တယ်လောကကြီးမှာတစ်ခါတလေဘာကမှန်တယ်လို့ပြောဖို့ရအလွန်ခက်တဲ့ကိစ္စတွေလည်းရှိတယ်နော်တင်ချာပု္ပ္ပာတစ်ပုဒ်ကိုတွက်လိုက်တယ်လို့ပုံသေးနီးနဲ့ဒါအဖြေမှန်ထွက်ရစေမယ်လို့တွက်ဖို့မလွယ်တဲ့ကိစ္စတွေလောကကြီးမှာအများကြီးရှိတယ်စာလေးတစ်ကြောင်းဖတ်ဖို့တယ်ဘူလာတန်းကျောင်းဆရာတယောက်ကကျောင်းသူကျောင်းသားပေါက်စာလေးတွေကိုတင်ချာတစ်ပုဒ်တင်တယ်တဲ့တင်ရင်းနဲ့မေးတာပေါ့လေအဲ့ဒီကျောင်းသူလေးတွေထဲမှာမိခက်ဆိုတဲ့ကောင်မလေးတယောက်ပါတယ်လို့ဆိုတယ်အဲ့ဒီမိခက်ကိုမေးတယ်တဲ့ဆရာကဆေးလိပ်တစ်ပြားဘိုးဝယ်လို့ရှိရင်ဆေးလိပ်2လိပ်ရမယ်2ပြားဘိုးဝယ်လို့ရှိရင်ဘယ်နှလိပ်ရမလဲ။ကင်မိခက်ဖြေစမ်းလို့ပြောတယ်တဲ့။ပြောတော့မိခက်ကထပြီးတော့လက်ကလေးပိုက်ပြီးတော့ဖြေတယ်တဲ့။တစ်ပြားဘိုး2လိပ်2ပြားဘိုးဆိုရင်5လိပ်လို့ဖြေတယ်တဲ့။ဟုတ်လား။အဲ့တော့ကလေးတွေကရေးကြတာပေါ့။ဆရာကလည်းမင်းစဉ်းစားအောင်တစ်ပြားဘိုး2လိပ်ဆိုရင်2ပြားဘိုးဆို4လိပ်ဖြစ်မှာပေါ့။အဲ့လိုပြောတော့မဟုတ်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ဆရာတဲ့ကျမတို့အိမ်ကဈေးရောင်းတယ်တဲ့။ဟုတ်လားဈေးရောင်းတော့ဆေးလိပ်တစ်ပြားဘိုးဝယ်ရင်2လိပ်ပေးတယ်2ပြားဘိုးဝယ်ရင်တော့5လိပ်ပေးတယ်တဲ့ဟုတ်လားပေတတို့ဒီအကြောင်းအရာလေးကတာမန်ကြည့်ရင်တော့ဘာမှလေးနဲ့တဲ့အကြောင်းအရာလို့ထင်စရာမရှိပါဘူးဟုတ်လားသို့တော်လည်းပဲသူပြောချင်တဲ့အကြောင်းအရာလေးရဲ့နောက်ွယ်မှာနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒီအကြောင်းအရာလေးကိုပြောပြတဲ့လူရဲ့နောက်ွယ်မှာစေတနာမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါဘာလဲလောကကြီးမှာတချို့သောအရာတွေဟာဘာအမှန်လို့ပြောဖို့အလွန်ခက်တယ်ဆိုတာကိုပြောတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့အဓိကပြောလို့ရင်းကတော့ဘာလဲသိပြီးတော့